အားလုံးပဲမင်္ဂလာပါရှင်။ Sonia Lifestyle မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့လေးမှာအဖေတို့အိမ်ဘက်ကိုသွားလည်ရင်နဲ့အဖေတို့ကချမ်းတန်ရှင်းလုပ်နေရတဲ့ကိုကကြုံတော့အဖေတို့လောက်ထားတာလေးကိုနှမ်းသွားဖြူပါတယ်။တစ်ပင်ကိုင်းနေတဲ့ခောက်ထားတဲ့အရာတွေကိုတစ်ပြက်စီးလဲမဲဆိုပြီးတော့အမိုက်လဲဖို့တော့စောင့်နေပါတယ်။တစ်ပင်ကတော့ကိုတိုင်းလဲတိတ်ချာချာတော့မဆိုင်ဘူးပါဘူးဒါပေမဲ့အဖေတို့ကတော့တစ်ပင်လေးတွေစိုက်နေကြဆိုတော့လေသူတို့ကတော့သူတို့စိုက်တဲ့ပင်လေးတွေကြီးလာရင်တော့ဒါဥယျာဉ်မှုတွေအတိုင်းပါပဲသူတို့ကြည့်ပြီးတော့ပီတိဖြစ်တယ်ပေါ့နော်ခြံထဲမှာဆိုရင်တော့စားပင်လေးတွေပန်းပင်လေးတွေအဲ့လိုမျိုးလေးတော့ရှိပါတယ်ကိုကအဖေတို့စိုက်လို့ရှင်စိုက်လို့ရတဲ့အသီးလေးတွေအနှံလေးတွေစားပဲစားဘူးလားခါမှလည်းဂါနာလုပ်ပြီးဘူးလည်းမရှိပါဘူးဒီနေ့ကအဖေတို့အိမ်ဘက်သွားလည်ရင်နဲ့အဖေတို့ခြံရှင်းတာနဲ့ကြုံရင်းနဲ့ပဲဒီနေ့ရဲ့ခြံရှင်း vlog လေးနေနဲ့အမတရားဖြစ်ခဲ့ပါတယ်ဒီနေ့ကိုနီပေးခဲ့တာကတော့ပေါင်းပင်မြက်ပင်လေးတွေကိုနှုတ်ပေးခဲ့တယ်ပြီးတော့အဖေတို့ခုတ်ချထားတယ်ဆိုတော့တစ်ကိုင်းချောက်တွေကိုတစ်ပြက်စီးလေးပေးခဲ့တယ်ဒါလေးတွေကတော့ဒီနေ့လုပ်ပေးခဲ့တာပါတော်တော်ကိုနီပေးခဲ့တာကြီးကြီးမားမားလေးပဲဆိုတော့လေဘာပြောရမှန်းတော့မသိပါအဖေကဘာပင်ဆိုင်မလို့လဲအမားကညွတ်တယ်အတမီကညွတ်သွားဦးလားမလားဟလားမတော့ဒီတက်အဖေမိုးလဲရွာတော့မှချင်းအဖေသားအဖေတမီပြောသလိုညောင်းလေးလीဖီကညွတ်ကဒီမှာဖီရဲ့ကညွတ်ကဒီမှာ那我啷个鸟没啦？ဒီအိုက်ပင်လေးတွေကအရန်ပေါက်တာလေအပေါက်မြည်တယ်နော်အဲ့ဒါပဲအမြင့်စီဟုတ်တယ်ကညွန့်ကလည်းလိုတယ်နော်တချို့ဆိုအဲ့ဇလုံးထဲမှာဝေးနေရပဲမလောက်တတော့ဘိနာကနေတပီးစကြဘလို့လုံးလဲကြည့်နေပါလေဒီနေ့ကိုကြီးပေးခဲ့တဲ့အနေနဲ့တပ်ပုံလေးအဖေတို့မျိုးနဲ့ခြံရှင်း vlog လေးမှာပါဖို့အတွက်တပ်ပုံလေးရိုက်ခဲ့ပါသေးတယ်ဘာဖြစ်ကိုမကျွမ်းကျင်တဲ့အလုပ်ဆိုပြီးမယ်လေတခါတလေလောက်ရတဲ့အခါကျတော့လည်းပြောဖို့ကောင်းတယ်လို့ပါပဲဖေတို့မျိုးကတော့သူတို့အားတယ်လို့ပေါ့နော်သူတို့ကခြံဆိုင်ရခြံရှင်းရဝါသနာပါတော့သူတို့ကတော့အမြဲတမ်းလိုလုပ်ဖြစ်ပါတယ်ကိုကဒါဝါသနာမပါတာလားမလုပ်ခိုင်းလို့မလုပ်ဖြစ်တာလားဒါမှမဟုတ်ကိုရိုင်းပဲမလုပ်ချင်တာလားဝေခွဲတော့မရပါဘူးဘာဖြစ်ဖြစ်ဒီနေ့ဗီဒီယိုလေးကိုကြည့်ပေးကြတဲ့တူတယောက်ချင်းစီလဲခဏတာအမောလေးတွေပြီးစဖို့အတွက်ကိုရဲ့ချရတဲ့မိသားစုနဲ့အချိန်လေးတွေပြီးနိုင်မှုမျှော်လင့်ပါတယ်เนาะအားလုံးပဲကျမပျော်ရွှင်တဲ့ဘဝလေးကိုအမြဲအေးချမ်းစွာဖြင့်ရရှိနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်နေ့လေးတွေမှာလည်းပြန်လည်ပြီးတော့ဗီဒီယိုလေးတွေမှာကြဆုံရမှာအောင်မလို့ဆက်လက်ပြီးတော့တရှိအားပေးကြပါအောင်เนาะ YouTube မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ် like and comment လေးတွေ like and share လေးတွေ follow and subscribe လေးတွေလုပ်ပေးလို့ရပါတယ်ရှင်အားလုံးပဲတတား